ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ရဲ့ channel လေးပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ချင်းမိုင်ကိုရောက်နေပါတယ်ထိုင်းနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့တော်ထိုင်းမြောက်ပိုင်းမှာဆိုတော့အကြီးဆုံးမြို့တော်ပေါ့နော်ရှောင်းနေရတဲ့ရည်ရွယ်ချက်ကတော့ချင်းမိုင်ရဲ့မြို့ဟောင်းရဲ့ကျုံပြီးတော့ရှောင်းမှာတုတ်တုံးနဲ့လဲဖို့ပါဒီက April 14 ရက်နေ့2025ခုနှစ်ဆိုတော့ကျွန်တော်တို့ကလာရအလဲတက်တယ်ပေါ့နော် so အားကြောင့်သူတွေကျုံးပေးနာမှာရေကစားနေအောင်နော်ရှင်းနေတယ်ကြည့်ပေါ့ကျွန်တော်ရဲ့မန္တလေးကိုဗစ်မတိုင်ခင်ကမန္တလေးကြောင်မပေါ်လို့ရပါသေးတယ်ဒါပေမဲ့ကျွန်တော်မန္တလေးကြောင်ကတော့ပို့ပြောဖို့ကောင်းသလိုပါပဲပို့မိုက်တယ်ပေါ့နော်ဘယ်လိုပဲဖြစ်ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကျွန်တော်လည်းတူတူလိုက်စီကြည့်ပါအောင်နော်ချင်းမိုင်မှာအဲ့လိုရေခဲနေတော့ဆင်းလိုက်ပါတို့စီးမယ်မိုက်တော့ฮะတေးဦးတို့ကရှေးမှရောက်သွားကြည့်ဘုံမကြီးအခုလုံးရေကြီးပြည့်ဒီရဒီရွယ်ပြန်ကြပါ
ချမ်းနေပြီ။တိုင်းကြီးယူလားမလား။ယူလားမလားယူလား။ရတော့ ဘယ်စင်းရတာပါလဲအဲ့တော့မိုးကနေလဲရတယ်သိပြီလားကောင်းပါလေဘာလာကြိုင်တဲ့အဖွဲလေး
တော့ဘူးဒီဟိုဘကူကြီးလားဟိုဘကပူစီလား หมอดูเรียนเวทเนสมาปุ้งเวียนยาเบิ่งว่าบ่ได้เดี๋ยวก็ทำให้มันตัวเองလေကျန်ရရပြီပါလားဒီရဝင်ကျွန်တော်နော် Okay ဟုတ်ဒီလိုသူကလည်းရွေးတယ်你知道吗？哎呀！打到呀嘛。
ပြန်ဆိုရင်ရေကြီးနေတော့ဒီဖင်ကောင်းသွားမချင်နဲ့ Oh my god! Thank you! 不太会来的，应该高高就让。是啊是。က
က
ဆက်တယ်လေ 你的小来买个月饼。 နောက်အေးရ ထိုင်မစိတ်ဆူလိုက်တယ် ကားတင်တဲ့ကားပေါ်မှာမန်းနဲ့လူပြီးဖက်တာတွေ့လားတွေ့လား 我那边。 အပေါ်တန်းက No, please. No, please.
ရဲတော့နေပြီကားပေါ်မှာ哎，那个本来可以。你找几个吧。က
တို့လက်ထိုင်းဂတ်ဆောင်လေးသိလားအဲ့ဒီကိုပုတ်ပြီနော်